တောအုပ်ကြီးတွေကတစ်ပင်ကြီးတစ်ပင်ပေါ်မှာမြောက်ကလေးညံ့ထိုင်နေတဲ့ပတ်ပတ်လည်မှာလက်ပြလေးတွေပြန်တန်းနေတဲ့အနီးကတစ်ပင်တစ်ပင်မှာငှက်လေးတစ်ကောင်တိုက်ဆောက်နေတာကိုတွေးလိုက်တယ်ငှက်လေးကမျက်ခြောက်တွေအကိုင်းလေးတွေတည်လာပြီးတေးသေးချာချာတိုက်နေတယ်စိတ်ဝင်စားစွာငေးကြည့်နေတယ်မြမကငှက်လေးမင်းပါလုံနေတာလေလို့မေးတယ်ငှက်လေးကပြုံးပြီးငါအိမ်လေးဆောက်နေတာနည်းနည်းစူးစမ်းရပေမဲ့ပြီးရင်နွေးနွေးထွေးထွေးနေလို့ရမှာလို့ပြန်ဖြေတယ်မြမကငါလည်းအိမ်ဆောက်ချင်တယ်တင်ပေးပါအောင်လို့ပြောတယ်ငှက်လေးကတင်ပေးဖို့သဘောတူလိုက်တယ်ဝမ်းသာပြီးခုန်ပေါက်နေတယ်ငှက်လေးကမျက်ခြောက်တစ်မြင်ကောက်ကင်ပြီးဘလို့ရက်ရမလဲပြသနေတယ်မြအာယုံစိုက်ကြည့်နေပေမဲ့မျက်နှာလေးကရှုပ်ထွေးနေတယ်မြကိုယ်တိုင်ဆောက်လုပ်တဲ့မျက်ခြောက်တွေကိုကင်နေဒါပေမဲ့ချက်ချင်းပြုတ်ကြကုန်နေမြစိတ်ရှုပ်သွားပြီးလက်လျှော့ချင်တဲ့အမူအရာလုပ်တယ်ငှက်လေးကအားပေးတယ်မပူပါနဲ့ငါလည်းအစာပိုင်းမှာမရဘူးအချိန်ချင်းစူးစမ်းရတယ်ဇွဲရှိရှိစူးစမ်းရင်ဖြစ်လာမှာပါလို့ပြောတယ်မြစိတ်ပြန်လဲတန်လာတယ်ထက်စူးစမ်းတယ်မျက်ခြောက်တွေကိုရက်လုပ်တယ်ဒီတစ်ခါနည်းနည်းပိုကောင်းလာတယ်သူ့မျက်နှာလေးမှာပျော်ရွှင်မှုအရေးအယောင်ပေါ်လာတယ်နောက်တစ်နေ့ရက်ပိုင်းအတွင်းဆက်စူးစမ်းတယ်ငှက်လေးကလမ်းညွန်ပေးတယ်တဖြည်းဖြည်းနဲ့မြရဲ့တိုက်လေးပုံပေါ်လာတယ်နောက်ဆုံးမှာတော့မြကိုပိုင်အိမ်လေးစောက်ပြီးစီးသွားတယ်သူတိုက်လေးထဲဝင်ပြီးပျော်ရွှင်စွာလဲလျောင်းနေတယ်ငှက်လေးကအနားမှာရှိပြီးဝမ်းသာစွာကြည့်နေတယ်ကောင်းကင်မှာနေအောင်ကြီးလေးထွက်လာတယ်